အားလုံးပဲမင်္ဂလာပါအခုပြောပြပေးသွားမှာတော့မိဘတွေအနေနဲ့ကျောင်းသားလေးတွေရဲ့လစဉ်တိုးတက်မှုမှတ်တမ်းလေးတွေကိုလအလိုက်ကြည့်လို့ရနိုင်မဲ့ function လေးအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးမိဘအကောင့် ID ရဲ့ password လေးရဲ့နဲ့ကျွန်တော်တို့ login လေးဝင်ပေးရပါမယ်ပြီးသွားရင်တော့ကျွန်တော်တို့ဒီလို dashboard ပုံစံမျိုးလေးပြပေးပါမယ်ခင်ဗျာပြီးရင်တော့ကျွန်တော်တို့ report ကိုတစ်ချက်နှိပ်ပေးရပါမယ် report ရဲ့ဝင်လိုက်ပြီဆိုရင်တော့ exam score dashboard ဆိုတာလေးကိုထပ်ပြီးတော့ဝင်ပေးရပါမယ်ဒီလိုမျိုးဝင်လိုက်ပြီဆိုတာနဲ့ကျွန်တော်တို့အဲ့ထဲမှာအချက်လေး၃ချက်ရှိပါမယ်အဲ့မှာကျွန်တော်တို့ exam summary monthly performance recent exam ဆိုပြီးတော့၃မျိုးရှိပါမယ်ခင်ဗျာ exam summary ဆိုတာလေးကကြတော့အကြောင်းဘက်ကနေပြီးတော့ကြီးညာထားတဲ့ exam list တွေကို graded pending upcoming ဆိုပြီးတော့ပြပေးထားပါတယ်ပြီးရင်တော့ကျွန်တော် total ဆိုတာလေးကကြတော့ဒီစုစုပေါင်း၃ခုရဲ့ total amount လေးကိုပြပေးထားတာဖြစ်ပါတယ် graded pending upcoming နဲ့ပတ်သက်ပြီးတော့အသေးစိတ်လေးကိုတော့ကျွန်တော်အနေနဲ့အောက်မှာထပ်ပြီးတော့ရှင်းပြပေးသွားပါမယ်ခင်ဗျာပြီးရင်ကျွန်တော်ဒုတိယအကွက်လေးဖြစ်တဲ့ monthly performance report ဆိုတာလေးကတော့အကြောင်းဘက်ကနေပြီးတော့လစဉ်လိုက်စစ်ဆေးခဲ့တဲ့ exam result တွေပေါ်မူတည်ပြီးတော့ကျောင်းသားလေးတွေရဲ့လစဉ်တိုးတက်မှုမှတ်တမ်း monthly performance report လေးပဲဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့အောက်ဆုံးလေးက recent exam ဆိုတာလေးကတော့အကြောင်းဘက်ကနေပြီးတော့ကြီးညာထားတဲ့ exam list လေးတွေကို graded pending upcoming ဆိုပြီးတော့ပြပေးထားပါတယ်ခင်ဗျာ graded လေးကကြတော့အကြောင်းဘက်ကနေပြီးတော့မိဘတွေဘက်ကိုအကြောင်းချထားတဲ့အမှတ်စာရင်းလေးတွေဖြစ်ပါတယ်အဲ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ graded လေးတစ်ခုကိုဝင်လိုက်မယ်ဆိုလို့ရှိရင်တော့ graded ထဲကိုဝင်လိုက်လို့ရှိရင်သက်ဆိုင်ရာလအတွင်းမှာကလေးလေးရဲ့အကြောင်းခေါ်ချိန်ရာခိုင်နှုန်းအကြောင်းတက်ပြက်လေးတွေကိုအကြောင်းသားနာမည်လေးရဲ့အောက်မှာဖော်ပြပေးထားပါတယ်ဒီမှာဆိုလို့ရှိရင်လည်းကလေးလေးကဒီလမှာဆိုရင်စုစုပေါင်းအကြောင်းတက်ရက်က23ရက်ရက်အပြည့်တက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့100ရာခိုင်နှုန်းဆိုပြီးတော့ကျွန်တော်တို့ကျောင်းခေါ်ချိန်လေးနဲ့ကလေးရဲ့ကျောင်းတက်ရက်ပြည့်ရက်လေးတွေကိုဖော်ပြပေးထားပါတယ်ပြီးသွားရင်ကျွန်တော်တို့အောက်မှာလည်းသက်ဆိုင်ရာဖြည့်ဆို့ထားတဲ့ exam name လေးတွေ exam month တွေ exam ဘယ်နေ့ရဖြည့်တယ်ဘယ်နေ့ဆုံးမယ်ပြီးသွားရင်ကျွန်တော်တို့ total ဖြည့်တဲ့ subject စုစုပေါင်းဒါလေးတွေကိုလည်းကျွန်တော်တို့ပြပေးထားပါတယ်ခင်ဗျာပြီးရင်တော့ကျွန်တော်တို့တဘာသာချင်းဒီအလိုက်ချိတ်ထားတဲ့ exam skill result လေးတွေကိုလည်းမိဘတွေအနေနဲ့အလွယ်တကူကြည့်လို့ရနိုင်ပါပြီခင်ဗျာပြီးရင်တော့ကျွန်တော်တို့ pending ဆိုတာလေးရှိပါတယ် recent exam မှာပဲ pending ဆိုတာလေးကကြတော့ကျောင်းဘက်ကနေပြီးတော့ exam ကြေညာထားပြီးအမှတ်စရင်းလေးတွေမထည့်ရသေးတဲ့ပုံစံလေးတွေကို pending အနေနဲ့မိဘတွေရှိမှပြနေမှာဖြစ်ပါတယ်ပြီးရင်တော့ကျွန်တော်တို့ upcoming လေးကကြတော့အကြောင်းဘက်ကသတ်မှတ်ထားတဲ့ exam ဖြေဆိုမိတ်လမရောက်ခင်ကြိုပြီးတော့ပြင်ဆင်ထားတာလေးတွေကိုပြပေးထားတာပါဥပမာကျွန်တော်တို့ upcoming ရဲ့အဓိပ္ပာယ်လေးကကြတော့တကယ်၍ဆောင်းမွေးကဥပမာ January လမှာရှိမယ့်ဟာလေးကို December လရေက create လုပ်ထားတာမျိုးဒီလိုမျိုးလေးဆိုလို့ရှိရင်တော့မိဘတွေရှိမှ upcoming အနေနဲ့ပြပေးမှာဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော် recent exam နဲ့ပတ်သက်ပြီးတော့ပြောပြပေးသွားတာဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်တို့မိဘတွေအနေနဲ့ကျောင်းသားလေးတွေရဲ့လစဉ်တိုးတက်မှုမှတ်တမ်းလေးတွေကိုလစဉ်လိုက်ကြည့်လို့ရနိုင်မယ့် function လေးအကြောင်းပြောပြပေးသွားတာဖြစ်ပါတယ်အချိန်ပေးပြီးနားထောင်ပေးခဲ့တဲ့တူတယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေခင်ဗျာ